အခုလက်ရှိအခြေအနေကငါတို့အဝေးရှိတယ်အဲ့ဒီနေရာတော့ဒါတဲ့ပူကြိုးစားပြီးငါတို့ဘာမှမဟုတ်သေးဘူးနော်အာဆီယံမှာတော့နံပါတ်5လောက်ပဲရှိတာနော်ကိုယ့်ကိုနံပါတ်1ဖြစ်ချင်ကြိုးစားဖြစ်နိုင်လားဆိုတော့လည်းဖြစ်နိုင်တယ်သိဝေးကြီးပေါ့ဟုတ်မှာတမီးတို့ဖိလစ်ပိနဲ့နိုင်မှုတာဗီယက်နမ်လည်းကန်မှုတာပဲတမီးတို့ထိုင်းလည်းနိုင်မှုတာပဲဘာလို့မဖြစ်နိုင်လဲနော်ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့နိုင်အောင်ကန်လို့ရတဲ့အသင်းတစ်သင်းဖြစ်အောင်ပြီးဆောက်အောင်နောက်ပြီးတော့အသင်းစုစည်းညီညွတ်နဲ့ပြောရှင်နေတဲ့နေကြီးအရင်ပေးတဲ့လက်ခုပ်ပြရတယ်မမျောလင်းနဲ့အလုပ်လုပ်ရင်သူ့လိုလက်ခုပ်ပြရတယ်နော်လက်ခုပ်ကိုမျောလင်းပြီးတော့မှပြီးမှအလုံးမလုံးနဲ့အလုပ်လုပ်ချစ်ခင်မှုတွေအားပေးမှုတွေလက်ခုပ်ပြရတယ်သူတို့တပီးတို့ချစ်မှာသူတို့ပြောရှင်စီသူတို့နိုင်အောင်ပဲဒါပဲရှိကိုယ့်အချိန်ကိုကိုသိလုံးဝအထင်မကြီးနဲ့တော့ငါတို့ဘာကောင်းမှမဟုတ်ဘူးနော်တပီးတို့ငါတို့ဘာကောင်းမှမဟုတ်ဘူးနော်တပီးတို့ပြောနေတယ်ဒီလောက်ကလေးနဲ့တပီးတို့အဆင့်နဲ့ပြောနေတပီးတို့ဘယ်မှ80ရောက်တော့